ကဲမျိုးတွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေမင်းတူးရီဆိုတဲ့ဟိုအကောက် channel အကောက်တစ်ခုပေါ့နော်အဲ့ဒီအကောက်ကပြတ်သွားတယ်ဗျဘာမှတင်လို့မရတော့တဲ့အတွက်ကျွန်တော်ဒီအကောက်ကနေကျွန်တော်ပြန်တင်ပေးမယ် YouTube channel ကအကောင်မများအားလုံးကလေကျွန်တော်တစ်ပတ်လုံးကိုကျွန်တော်ဒီအကောက်ကနေကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ channel လေးကိုအကောင်မများအားလုံးက subscribe လေးတွေနှိပ်ထားပါ TikTok ကအကောင်မများအားလုံးကအပေါင်းလေးနှိပ်ခဲ့အသေးလေးပြီး copy link ယူများများ share သွားပေးဗီဒီယိုဖိုင်တပုတ်တင်နေဆိုတာအဲ့ဒါတွေနဲ့အကျိုးသက်ရောက်မှုအများကြီးရှိတယ်ဗျဒါကြောင့်မလို့အပေါင်းလေးနှိပ်အသေးလေးပြီး copy link ယူပြီးတော့များများလေး share သွားပေး TikTok ကကိုဒီမကြီးအားလုံးက YouTube channel ကအကောင်မများအားလုံးက subscribe လေးတွေနှိပ်သွားလက်မလေးတွေပေးခဲ့နော်ကဲဒါဆိုရင်ကျွန်တော်ကမနက်ဖြန်ကကျွန်တော်က30ရက်နေ့ဖြစ်တယ်30ရက်နေ့ဆိုတော့ကျွန်တော်ကတနင်္လာနေ့အဖွင့်နေ့လေးဖြစ်တယ်အဲ့ဒီအတွက်ကိုကျွန်တော်ဝမ်းချင်းနဲ့ကျွန်တော်အော့ကွက်၄ကွက်စီကျွန်တော်ပေးသွားမယ်เนาะတခါတည်းပေတံကနန်းလဲပါတယ်ပေါ့နော်ကျွန်တော်ပေတံကနန်းဘာကနန်းလဲဆိုတော့ကျွန်တော်ကိုမများအားလုံးသိမှာပါအရင်ဘက်ကဆိုအပီးတီတောင်ထွက်တဲ့ပေတံကနန်းကမနေ့ပြန်နေကုန်းစာပေတံကနန်းရဲ့ကျွန်တော်ရဲ့နေကုန်းစာဝမ်းချင်းကိုကျွန်တော်တွဲပြီးတော့အောက်ကွက်ထုတ်ပေးမယ်အကိုဒီမရဲ့အားလုံးကကျွန်တော်ပြောသလိုအပေါင်းလေးနဲ့အသေးလေးပြီး copy link ယူပြီးတော့များများလေး share သွားပေးကျွန်တော်အဖွဲ့ဝင်တွေည8နာရီထိုးတာနဲ့ကျွန်တော်ကနန်းစပို့ပေးပါပြီနော်အဖွဲ့ဝင်နဲ့အကူမများအားလုံးည8နာရီထိုးတာနဲ့ကျွန်တော်ကကနန်းစပြီးတော့တင်ပေးပါပြီခင်ဗျာနော်အကူမများအားလုံးကအဖွဲ့မဝင်ရသေးတဲ့အကူမများအားလုံးကဒီတစ်ပတ်တော့နောက်ထပ်ဝင်လို့မရတော့ပါဘူးနော်ဝင်လို့မရတော့ဘူးကျွန်တော်အကူမများအားလုံးကိုကျွန်တော်မနေ့ပြန်30ရက်နေ့စပြီးတပတ်စာကိုကျွန်တော်အခွေပေးထားတယ်အပတ်3ရက်စာပေါ့နော်ကျွန်တော်4လုံးအခွေပေးထားတယ်ကျွန်တော်ဇာတုပတ်တီလုံးပေးထားတယ်ဒါအဖွဲ့ဝင်တဲ့အကူမများအားလုံးကျွန်တော်ပေးထားခြင်းဖြစ်ပါတယ်အဖွဲ့မဝင်နိုင်တဲ့အကူမများအားလုံးအဖွဲ့မဝင်တတ်တဲ့အကူမများအားလုံးကိုလည်းကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုလိုက်ကြည့်နော်ဘယ်လိုလေးတင်ထားရဲဆိုတော့အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေကိုကများတော့အဆင်ပြေရင်လည်းရှည်လက်တွဲလို့ရအဆင်မပြေရင်လည်းမတွဲရုံပေါ့နော်အဲ့ဒါလေးတွေရှိပါတယ်ကဲဒါဆိုအမျိုးတွေကိုကျွန်တော်မနက်ဖြန်နေကုန်းစာအတွက်က38ဝန်းချိန်ပါမနက်ဖြန်38ဝန်းချိန်ပါခင်ဗျာကျွန်တော်ကိုမများအားလုံးအဆင်ပြေအောင်ဆော့ပါအဆင်ပြေအောင်ကစားပါအားလုံးမိမိကြိုက်တဲ့ရာနဲ့တွဲပြီးတော့ကစားပါပြည်တံကနန်းက2ခွန်4ကိုပါ38ကို2ခွန်4ကိုနဲ့ကတ်မယ်3နဲ့ပတ်သက်ရင်3နှစ်3ခွန်3 4 3ကိုဖြစ်ပါတယ်ကျွန်တော်8နဲ့ပတ်သက်ရင်8နှစ်8ခွန်8 4 8ကိုဖြစ်ပါတယ်ဒါလေးပဲကစားပါအများကြီးမကစားပါနဲ့เนาะအများကြီးကစားစရာမလိုပါဘူးဗျာเนาะကျွန်တော်ကိုမများအားလုံးဒီလောက်ဆိုအားလုံးအဆင်ပြေတယ်နော်မျိုးတွေအားလုံးကန်ကောင်းကြပါစေအစင်ပြောင်ဆော့ပါအဖွဲ့ဝင်တွေပြောချင်တာကကျွန်တော်တစ်ချိန်ပေါက်နားခိုင်းပါနော်အဖွဲ့ဝင်တွေကျွန်တော်တစ်ချိန်ပေါက်နားခိုင်းပါကျွန်တော်နားရင်နားလို့ပြောရင်အကူမများအားလုံးကနားပေးပါဒါမှလည်းအမျက်ကြံပါလေကျွန်တော်အမျက်လိုချင်လို့ကစားတာဖြစ်တဲ့အတွက်အမျက်ကြံရင်နားပေးပါဆက်ပြီးတော့မလိုက်ပါနဲ့နော်ဒါစပြီးမနေ့ပြန်စပြီးကျွန်တော်ပေးပြီးဒီညကျွန်တော်8နာရီထိုးတဲ့အဖွဲ့ဝင်တွေကျွန်တော်ပို့ပေးပြီးနော်တစ်ချိန်ပေါက်ရင်နားမယ်နော်ကျွန်တော်အပူထည့်စရာမလိုဘူးကျွန်တော်တင်ပေးတဲ့ကဏ္ဍအဖွဲ့ဝင်ကဏ္ဍနော်အားလုံးအဆင်ပြေကြပါစေမနေ့ပြန်မှာ38ဝန်းချိန်2ခွန်4ကိုနဲ့ကတ်တော့ပါ3နှစ်3ခွန်3 4 3ကို8နှစ်8ခွန်8 4 8ကိုပါအားလုံးကန်ကောင်းကြပါစေခင်ဗျာ